ဒေါသထွက်ပြီဆိုရင်စီးကြိုတွေးတူဘာဖြစ်လို့တိုးတာလဲဆိုတာကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်ဒေါသထွက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကစွမ်းအင်နှစ်ဆသုံးတာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကနေကိုတီဇောဟော်မုန်းနဲ့အဒရီနယ်ဂလင်းဟော်မုန်းကိုကျွန်တော်ခန္ဓာကိုယ်ကထုတ်လွှတ်ပေးတာဖြစ်ပါတယ်အဲ့နှစ်ခုလုံးရဲ့ဟော်မုန်းရဲ့ထုတ်လွှတ်တဲ့နေရာတော့ကြောက်ကကပဲဖြစ်ပါတယ်ကြောက်ကရဲ့အပေါ်ယံလွာပေါ့နော်နောက်ပြီးတော့လို့ရှိရင်တို့ကခန္ဓာကိုယ်တွေကိုဘယ်လိုမျိုးစွမ်းရင်အဖြစ်သုံးလဲဆိုတော့ကျွန်တော်ဒီကနေဟော်မုန်းထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေတကြားဓာတ်တွေကိုသူကဖြိုခွဲပလိုက်ဖြိုခွဲပြီးတော့ကျွန်တော်ရဲ့နှလုံးကြွက်သားပြီးရင်အုံနောက်ကိုသူကအဓိကစွမ်းရင်နှစ်ဆပို့ပေးပြီးကျွန်တော်အရေးပြားနဲ့ဥလန်းကြောင်းကိုသူကတွေးတွေကိုပို့ပြီးတာ short ပို့ပေးပြီးတော့နှလုံးတို့ကျွန်တော်ကြွက်သားတို့အုံနောက်တို့ကိုသူကအဓိကပို့ဆောင်ပေးရဖြစ်ပါတယ်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်ရဲ့အသက်ရှူလမ်းကြောင်းကလည်းအဲ့ဒီအချိန်မှာပို့ပြီးကျယ်ဝန်းလာတဲ့အတွက်အသက်ပို့ရှူလို့ပို့ကောင်းရတယ်ပေါ့အဲ့ဒီအချိန်ကျရင်ကျွန်တော်ဖြစ်ပေါ်တဲ့အရာပေါ့နော်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်ကိုတီဇောဟော်မုန်းကကျတော့ဘာအတွက်ကိုအကျိုးသက်ရောက်မှုရှိသေးလဲဆိုတော့သူကနာတာရှိပြဿနာတွေရောင်ရမ်းတာတွေဖျားနာတာတွေအဲ့အတွက်ကိုကျွန်တော်ခန္ဓာကိုယ်ခုခံမှုစနစ်ကိုသူကကိုကာကွယ်ဖို့အတွက်ကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်စိုးရင်ကြောက်ကြတဲ့ပြဿနာဥမာပြဿနာတစ်ခုခုကျွန်တော်ရင်ဆိုင်ရတော့မယ်ဆိုရင်စိုးရင်နဲ့စိတ်ငါ့ကိုငါဘယ်လိုကာကွယ်ရမလဲဆိုတဲ့ခံစားချက်ကိုသူကအချိန်အတန်ကြာဖြစ်တဲ့ဒါမှမဟုတ်နှစ်ရှည်လာများဖြစ်တဲ့သူကထိန်းထားပြီးတာဖြစ်ပါတယ်ကျွန်တော်အဒရီနယ်ဂလင်းကကျတော့ချက်ချင်းလက်ငင်းပြန်ချမလားဒါမှမဟုတ်ထွက်ပြေးမလားအဲ့ဒီဟာကိုသူကလှုပ်ဆောင်တဲ့အတွက်ကိုကျွန်တော်ဒီပြဿနာကတော့ချက်ချင်းဝုန်းတိုင်းကျဲပြီးလှုပ်ပလိုက်မယ်ဆိုတဲ့feeling တစ်ခုကိုသူကဖြစ်စေတာလှုပ်ဆော်ပြီးတာဖြစ်တဲ့အတွက်ကိုကျွန်တော်ခန္ဓာကိုယ်ကအလုံးအဲ့ဒီအချိန်မှာအရန်လောက်ရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်အေးရင်လည်းစီးကြိုတက်တယ်လို့ကျွန်တော်ဒီခန္ဓာကိုယ်ကအစွမ်းအင်ကိုနှစ်ဆသုံးတဲ့အချိန်တွေခန္ဓာကိုယ်နာကျင်ခံစားရတဲ့အချိန်တွေခန္ဓာကိုယ်တစ်ခုခုကြောက်ရွံ့တဲ့အချိန်တွေမှာစီးကြိုတက်တာတို့တွေးတိုးတာတို့အဲ့လိုမျိုးဖြစ်တတ်တာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရအကျိုးတစုံတရာရမယ်မျှော်လင့်ပါတယ်ကျွန်တော် comment အောက်မှာတစ်ခုခုရေးခဲ့လို့ရပါတယ်ကျွန်တော်နာမည်ကိုတက်နေဖြစ်ပါတယ်